ဒီနေ့ကျွန်တော်စမ်းခဲ့တဲ့ဖုန်းတွေအားလုံးတွေကမှာ smartphone အဝတ်ပေးခြင်းတဲ့ဖုန်း9လုံးရှိတယ် trending ဖြစ်ဆုံးဖုန်းဆိုရင်တော့ဒီ iPhone 17 Pro Max ပဲပေါ့နော်သူများလောက်တာတွေနောက်မှလက်လို့လဲ Apple လို့မှ trend ဆိုတာစပြီးတော့ဖြစ်တာအဲ့ညမှာတော့ iPhone ကိုအခုချိန်ဒီဘယ်သူမှလိုက်ပြီးတော့မမိသေးဘူးဒီ camera Bluetooth ဆိုတာကလည်း Xiaomi တို့ Redmi တို့မှာကျွန်တော်အရင်တော့မြင်ဘူးခဲ့တယ်ဒါပေမဲ့ iPhone နဲ့မှလူတွေစသိတယ် Honor 500တို့ Vivo X50 Pro တို့အဲ့ကောင်တွေကလည်း iPhone Air နဲ့တွားပြီးတော့မှအခုဆိုဆင်နေပြီeven နာမည်ကစဆင်နေတဲ့ brand တွေရှိတယ်နောက်ဆုံး Huawei Xiaomi နောက်ဆုံးထွက်လာတဲ့ Huawei Mate 80 series မှာဒါမျိုး Meta Universe တွေဖြစ်နေပြီဒါလည်း Apple ရဲ့ influence ပဲ software ဘက်ကိုကျွန်တော်တို့တစ်ချက်လောက်ပြန်လှည့်မယ်ဆိုရင်လည်း iPhone ရဲ့ဒီ iOS 26ပုံစံတွေအကုန်လုံးဖြစ်လာတာ liquid glass ဖြစ်လာတယ်ကျွန်တော်တို့ဒီ battery icon တွေ dynamic island တွေ lock screen design တွေ notification အစဘာနေနေ iPhone တိုင်းဖြစ်လာတာ iPhone ကိုယ်တိုင်ကလည်းလူတွေအကြိုက်ဒါမှမဟုတ် Android တွေလိုက်လို့ဖို့အကြိုက်ပုံစံမျိုးတွေဖန်တီးတယ်အဲ့ချိန်မှာပဲချို့ချို့တော့ back တွေကျွန်တော်တို့ app တွေဝင်တဲ့အခါမှာနည်းနည်းလေး back ဝင်တာရှိတယ် camera မှာဆိုရင်လည်း video ဘိုင်းမဲ့ဒီကောင်တာမှာဗျာတခြား photo မှာဆိုရင် ultra flagship model တွေကိုမှီဖို့ကမလွယ်သေးပြန်ဘူးဒါပေမဲ့ iPhone အသစ်တစ်လုံးစပြီးတော့မိတ်ဆက်ပြီးဆိုတာနဲ့အဲ့ပုံစံတိုင်းကိုတခြား Android တွေဖြစ်အောင်လို့လုပ်နိုင်တာပေါ့နော်အဲ့ဒါလည်း Apple brand ပဲရှိတယ်ဆိုတော့ဒီကောင်ကဒီနေ့ရဲ့အထွန်းဆုံးပုံပဲ